အလောက်ကပြန်လာရင်ဘာချက်စားကြည့်ကြလဲကျွန်တော်တို့ဒီနေ့ kimchi ကုံသွားကြလို့ kimchi ထပ်လုပ်စားဖြစ်တယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကမုံညင်းကိုလေနှစ်ချမ်းစိတ်ပြီးတော့အဲ့အပင်လိုက်ကိုပဲအဖက်လိုက်လောက်တာများတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တော့စိတ်ပြီးတော့လောက်ပါတယ်တချို့ကျွန်တော်လာမေးကြတယ်ပေါ့နော်စိုင်းစိန်လို့ရှိရင်စိုင်းစိန်ပြီးလို့ရှိရင်ရေပြန်ဆေးရမှာလားဆိုပြီးတော့ရေကပြန်ဆေးပေးရတယ်နော်ကိုစားထဲတဲ့ပမာဏအတိုင်းကိုအငံရတာတွေပျောက်သွားအောင်ရေကို2ကြိမ်3ကြိမ်4ကြိမ်ပြန်ဆေးပေးရတယ်ပေါ့နော်ရေစိန်တဲ့အခါမှာတော့တနင်္လာရီလောက်စိန်ရတယ်အဓိကမုံညင်းနွမ်းသွားဖို့လိုတာပေါ့နော်နောက်ပြီးတော့ဒီမုံလာဥတွေလှီးမယ်အရှင်ဗီဒီယိုမှာတော့လေကျွန်တော်ကလေမုံလာဥတွေကိုလေဟိုပူပူတူတူကြီးလှီးရတယ်ပေါ့နော်ဆိုတော့စားလို့တော့ကောင်းတယ်ဒါပေမဲ့ရုပ်တော့မလှဘူးပေါ့နော်ဆိုတော့ဒီနေ့စားလို့လည်းကောင်းအောင်အမြင်လေးလည်းလှအောင်ရှည်ရှည်သေးသေးလေးလောက်ထားရပေါ့နော်ဆိုတော့တော်တော်လေးကြည်ကောင်းတယ်ပြီးရင်တော့ဒီအနှစ်လောက်မယ်ပေါ့နော်အနှစ်ကိုစက်သွန်နီရယ်စက်သွန်ဖြူရယ်ဂျင်းရယ်ပြီးရင်တကြားလေးရယ်ငံပြားရည်ရယ်ကိုရီးယားငရုတ်တီမှုတ်ရယ်ပဲကျွန်တော်တုံးထားတယ်ပေါ့နော်ပန်းတီးတွေတက်တော်သေးတွေကတော့ဒီနေ့မရှိလို့မထည့်တော့ဘူးနောက်ပြီးတော့ပန်းတီးတွေတက်တော်သေးတွေထည့်ခြင်းမထည့်ခြင်းကျွန်တော်တို့အရသာတိတ်ပြီးတော့ပြောင်းလဲသွားရလို့မခံစားရလို့ပေါ့နော်ဒါကတော့ဆန်မှုတ်ဖြစ်ပါတယ်ဆန်မှုတ်ပါဆန်အစိမ်းမှုတ်ပါအဲ့ဟာကိုရေလေးရှင်ရောပြီးတော့ရေဖြော်ပြီးတော့မှကြိုတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီတိုင်းရေတွေကိုပဲအဲ့အမှုတ်ကြီးထည့်ပြီးတော့အဲ့တိုင်းကြိုလိုက်တယ်ဆိုလို့ရှိရင်အထဲမှာအစစ်စစ်တွေထားနိုင်တယ်ပေါ့နော်ပြီးရင်တော့ခုနလှီထားတဲ့ဟာတွေနဲ့အနှစ်နဲ့ကိုနေပါမယ်အဲ့အချိန်မှာလေးနေပြီးလို့ရှိရင်တခါလေအရသာကိုမြည်ပြီးတော့ကိုယ်အစင်ပြေတဲ့အထိအရသာပြန်ညှိလို့ရတယ်ပေါ့နော်အချိုရလို့ရှိရင်တခြားပြန်ထည့်နည်းနည်းလေးအချင်းစူးရကြိုက်လို့ရှိရင်တော့ငင်ပြားရေးလေးထည့်ပေါ့နော်ဆိုတော့ပြီးရင်တော့နေပါတော့မယ်ဒီနေ့တော့လက်အိတ်မရှိလို့လက်နဲ့ပဲနေတယ်ပေါ့နော်တက်ကတော့မဆက်ပါဘူးအဆင်ပြေပါတယ်နော်နှောက်နေပြီးဖို့လိုတယ်နော်အရသာနှံ့သွားဖို့အတွက်နောက်ဘလို့ရှင်တော့ဒါကတော့ final look ပါတော်တော်လေးလှတယ်ပေါ့နော်ကိုရီးယားငယ်တီမှုတ်တုံးထားတာကြောက်လို့လားတော့မသိဘူးဆိုတော့ bye bye